မီးပြက်နေပြီဆိုတော့မီးဆက်သွားနှိုးလိုက်တော့ OnePlus မီးစက်နဲ့မီးလင်းပြီဆိုတော့ထမင်းစားဖို့တားငယ်ကိုသွားခေါ်ပါဦး အမေမီးဆက်ကိုသဘောကျတယ်မလား သဘောကျတယ်သားကြီးအခုလိုမီးလင်းတော့စိတ်ကိုချမ်းသာလို့ တားကြီးရေဒီ OnePlus မီးစက်ကိုဘကဝယ်လာတာလဲအတန်တော်တော်ငိမ့်တာပဲ ဒီလိုအတန်ငိမ်တဲ့မီးဆက်မျိုးလိုချင်နေဆိုရင်တော့ A1 Machinery Trading ကိုသာလှမ်းလာခဲ့ပါ